နေတော့မှလမ်းခွဲကြည့်ဆိုတော့ကိုယ်စီထားရှိခဲ့ကြည်ရေနေရာစီဝေးသွားခဲ့ချိန်မှာတော့အလွမ်းလို့ပဲချမ်းခဲ့အရင်တော့ကအမတ်တရားနေရများအရင်တော့ကထားရှိကြည်တော့ကခုချိန်မှာပျောက်ပြတ်သွားတိုင်းရများနေယူခဲ့ရသူပါကိုယ်စီတရားတွေနဲ့ပါဒီတရားတနေရာစီဝေးသွားတဲ့အခါပြန်လဲဆုံးနိုင်မှုကိုစူတောင်းရင်လွန်နေမလားဒီကဘာဒီနေရာလေးမှာဒူဒူထိုင်နေစကားများစွာလေရင်ခုန်ခဲ့သောချိန်တွေမေလို့ရနေလားချစ်သူရကြသူမြတ်တာကကြာတော့ဝေဒနာတစ်ခုဖြစ်လာအပြေရှာတူးစစ်ခါရှာတော့မချင်ညာဘူးတနေ့မှာမေလာလူပြစ်တဲ့အလွမ်းနေလင်းမှာဖူးပွင့်တာတေချာမှုအစ်စ်ကသူကဗီဒီယိုကူရရှာနေတာဘူးချစ်ရငါအသေးလည်းမဖြစ်တာစုနေခါဟိုရင်ချိန်ကတွေ့တန်းတည်ရဲ့ကေတာဦးစင်ကချစ်ပန်းညနွမ်းရင်လည်းပြတ်တန်းတင်ခဲ့ပါကိုမစစ်တမ်းဝင်ပဲပတ်စင်ဖို့မမတင်တော့ရင်မြေမှာခုဖြစ်ပါကဲနီချောင်းချဆိုမဲ့ရှေးဆိုတယ်မကြုံတဲ့အခါကပုံပြေတာရကလောက်တာကျုပ်ဘက်ကယုံကျင်တာပြခုတော့လေခံစားပြီးမှသူစကားကိုယုံကျင်လာရနေဝင်မှနေထွက်တီတီသူကြောင်းမဲ့ခုံမင်းတာဟာမြေမှာနွမ်းချေလွင်ပွဲမြကပြပန်းတွေတပွင့်ရဲ့ခြေရလမ်းတွေဆက်အောင်ခွေရှာအလွမ်းနေမငင်းနဲ့မိကညာအနမ်းတွေတက်မဲ့နေရကန်းတွေဖြစ်ွယ်တကဘာမှာဖြစ်ခွာသွားပြီးဗီဒီယိုလမ်းနေရစ်တယ်ကိုယ်စီတရားတွေနဲ့ပါဒီတရားတနေရာစီဝေးသွားတဲ့အခါပြန်လဲဆုံးနိုင်မှုကိုစူတောင်းရင်လွန်နေမလားဒီကဘာဒီနေရာလေးမှာဒူဒူထိုင်နေစကားများစွာလေရင်ခုန်ခဲ့သောချိန်တွေမေလို့ရနေလားချစ်သူရတွေ့ပါလားခရီးပန်းပွင့်ကလေးများလဲအသီးသီးနွမ်းလျက်ချွေကချနှုတ်ဆက်စကားရဲ့နောက်ပိုင်းမှာခရီးအပြီးထွက်တော့တဲ့ဖြစ်ချနာပြန်လေကဖွင့်ရှာမရတော့အတိပတိလမ်းကချေရများစာမသိပ်ပြောဖို့ကောင်းတဲ့သို့တော့ရှင်းရှင်းဖြစ်မလာခဲ့မုံတိုင်းကိုတတိပေးနေတော့အေးသက်တဲ့လေပြင်းညင်များပဲရွှေရွှေလွင်ပါခဲ့တဲ့အဆုံးမအချင်းနဲ့တင်းမှာသုံးလာခဲ့စကလုံးများလဲကျုပ်ကလုံးပါပေးတဲ့ချင်းများနဲ့ဒုက္ခကိုဆေးဆိုးထားတဲ့အခုရောင်မင်းကပြောင်းမသွားဘူးကျုပ်ဘွားကိုတေးလို့နားလဲသူ့နောက်ချိန်မှာကောင်းစားဖို့ရှမတ်တနာတွေချုံနေစိတ်နဲ့အမောင်ပိတ်ကအနောက်ကဆုံးမြဲနားလေးညှိုးနေလိမ့်မယ်လောင်ရိပ်များအောက်မှဆုံးငါအကြောင်းတွေအိမ်မက်မက်ရှင်အရင်လို့လှပနိုင်ပါမလားရှင်ဖို့သွားတဲ့တိုင်းတစ်ပါးသားပဲဖြစ်သလိုစားရှာရိုင်းပြမလားနင်းလို့ပကသနာအတိုင်းတာမှာအချစ်ကိုတနာကပိုင်းလာတော့အပြစ်မပြောပါနင်းတီးဖို့ဒီသချင်းကိုချပြလိုက်တာပါကိုယ်စီတရားတွေနဲ့ပါဒီတရားတနေရာစီဝေးသွားတဲ့အခါပြန်လဲဆုံးနိုင်မှုကိုစူတောင်းရင်လွန်နေမလားဒီကဘာဒီနေရာလေးမှာဒူဒူထိုင်နေစကားများစွာလေရင်ခုန်ခဲ့သောချိန်တွေမေလို့ရနေလားချစ်သူရနားနဲ့မတေးလေဟိုရလုံးငါရဲ့စိတ်ထဲမေးဖြောက်ဖို့ကြိုးစားရင်နဲ့သူအကြောင်းကောင်းနဲ့ဝင်လာမြဲရှင်မီရီချာလုံးနေလေ他我真的三楼前面明白个别看热闹我也不敢吃马面ကိုယ်စီတရားတွေနဲ့ပါဒီတရားတနေရာစီဝေးသွားတဲ့အခါပြန်လဲဆုံးနိုင်မှုကိုစူတောင်းရင်လွန်နေမလားဒီကဘာဒီနေရာလေးမှာဒူဒူထိုင်နေစကားများစွာလေရင်ခုန်ခဲ့သောချိန်